ညနေတကောင်ရန်တွင်ခြေများစွာပါသောဘီလူတကောင်မျက်နှာကျမ်းမှပြုတ်ကျလာသည်အငိမ့်စားယူထားသောအသက်ကြီးမျိုးသမီးတူအော်ဟစ်ပြီးထွက်ပြေးသွားသည်ဤငင်းချမ်းသောပင်စင်စားတိုက်ဝန်းသည်အမှန်တကယ်တွင်ငရဲပုံတစ်ခုဖြစ်သည်ကိုမိသူများမသိကြပေမြေအောက်ခံသည်ဆယ်စုနှစ်များစွာကြာအောင်ဘီလူများလွှမ်းမိုးနေခဲ့သည်ထိုညတွင် Gracie သည်သူမ၏ခင်ပွန်းနှင့်ဖုန်းပြောနေသည်နောက်တစ်နေ့တွင်ဆေးရုံသို့တွားလိမ့်မည်ဟုကတိပေးခဲ့သည်သို့သောဖုန်းလိုင်း၏တစ်ဖက်ချမ်းရှိသူမ၏ခင်ပွန်း၏မျက်နှာအမူအရာသည်ရုတ်တရက်ထူးဆန်းသွားသည်ညနေတကောင်တွင် Gracie သည် TV ကိုပိတ်ပြီးအိပ်ယာဝင်ရန်ပြင်ဆင်သည်သို့သောသူမအိပ်ပျော်တော့မည့်အချိန်တွင်ခြေများစွာပါသောဘီလူတကောင်မျက်နှာကျမ်းမှရုတ်တရက်ပြုတ်ကျလာသည်မမျှော်လင့်ထားသောမြင်ကွင်းကြောင့်သူမကြောက်လန့်တကြားအော်ဟစ်မိသည်ထိတ်လန့်တကြားဖြင့်အခန်းထဲမှအပြေးလွှာအော်ဟစ်ထွက်သွားသည်အချိန်များကုန်ဆုံးသွားပြီးနှစ်လအကြာတွင်ဆန်၏ဇနီးသည်မမျှော်လင့်ပဲကွယ်လွန်သွားခဲ့သည်သူလည်းမညံ့ပျောက်ဆုံးသွားပြီးသူမိသားစုကပင်စင်စားတိုက်ဝန်းသို့ပို့လိုက်သည်အတိုက်ဝန်းမန်နေဂျာကသူ့ကိုနှွေးထွေးစွာကြိုဆိုခဲ့ပြီးသူပြောင်းရွှေ့တော်မူအခန်းသည် Gracie ဘီလူ၏တိုက်ခိုက်ခံခဲ့ရသည့်အခန်းနှင့်အတူတူပင်ဖြစ်သည်မကြာမီဆန်သည်သူ့ကိုလာကြိုသောသူ၏ကလေးများကိုနှုတ်ဆက်ပြီးကြံရစ်ခဲ့သည်သူအိမ်သစ်မှာတယောက်တည်းသူပစ္စည်းတွေကိုဖြီးပြီးအခန်းကိုတက်ရအောင်လုပ်နေတော့အခန်းထဲက TV အဟောင်းကိုဖွင့်လိုက်တယ်အဲ့ဒီအချိန်မှာပဲသူ့ဘေးအိမ်ကဂျက်ကစကားဆက်ပြောဖို့ရောက်လာတဲ့ဂျက်ကမိုးလေဝသခံမှန်းသူဖြစ်ပြီးစကားများပြီးဖော်ရွေတဲ့သူ့အိမ်မှာကျင်းပမဲ့ပါတီပွဲကိုဆန်ကိုဖိတ်ခေါ်ဖို့ရောက်လာတာနောက်တစ်နေ့မှာဆန်ကဆိုဖာပေါ်မှာ TV ကြည့်နေတော့ကားအင်ဂျင်တန်းကြောင့်လန်နိုးသွားတယ်သူ့အိမ်ကြီးချင်းကကားဆက်နိုးရခတ်နေတာတိလိုက်ရတဲ့ဆန်ကကားပြင်ဖို့စိတ်အားထက်သန်စွာကူညီပေးခဲ့တယ်ဒါပေမဲ့သူအိမ်ပြန်ရောက်တော့အဖိုးကြီးတယောက်အထဲမှာထူးဆန်းစွာပေါ်လာတယ်ရုံရင်းဆန်ခတ်ဖြစ်ပြီးဆန်တန်ရရသွားတယ်လူမှုဝန်ထမ်းတွေကမြန်မြန်ရောက်လာပြီးစိတ်ရှုပ်ထွေးနေတဲ့အဖိုးကြီးကိုခေါ်သွားတယ်ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကလည်းဆန်ရဲ့တန်ရာတွေကိုကုသပေးပြီးပတိစီပေးကြတယ်တုံလုံးနေတော့ဆန်ကသူ့ကိုတိုက်ခိုက်ခံရတယ်လို့ယုံကြည်နေတယ်မကြခင်မှာပဲပါတီပွဲနေ့ရောက်လာတဲ့ချက်ကသူ့ကိုအိမ်ကြီးချင်းတွေနဲ့စိတ်အားထက်သန်စွာမိတ်ဆက်ပေးတယ်ညနေပြီးနောက်အားလုံးကခြံဝင်းထဲကမိဘုံဘေးမှာစုဝေးကြတယ်အတိတ်ကအမတ်တရတွေအကြောင်းပြောကြတယ်ညနေခင်းတဝက်လောက်မှာဂျူတီဟာအစားအစာတွေစိုးနှင်းသွားတယ်ဒီရုတ်တရက်ဖြစ်ရက်ကသူ့ဇနီးဆုံးပါသွားတဲ့အကြောင်းနာကျင်စရာအမတ်တရတွေကိုချက်ချင်းပဲနှိုးဆွပေးခဲ့တယ်သူရင်ခွဲပက်လက်နဲ့အိမ်ပြန်လာခဲ့တဲ့ချက်ကဆန်မာတခုခုမှနေပြီဆိုတာခံစားမိပြီးနှစ်သိမ့်ပေးဖို့သူ့နောက်ကိုလိုက်သွားခဲ့တယ်နှစ်ပေါင်းများစွာသူ့ခံစားချက်တွေကိုမျိုးသိပ်ထားပြီးနောက်ဆန်ကနောက်ဆုံးမှာတတိလက်လွတ်နဲ့ချက်ကိုတငယ်ချင်းတယောက်ဖြစ်မြင်လာတဲ့ဆန်ကသူ့အဝတ်စားတွေကိုဂရုတစိုက်စီစဉ်ပြီးဗီဒီယိုထဲမှာတင်ထားလိုက်တဲ့ကျိုးနေတဲ့တကားလက်ကင်ကိုပြုပြင်ပြီးဒီမျိုးငယ်လေးမှာငင်းညက်တည်ငြိမ်တဲ့အငင်းစားဘဝကိုစတင်ဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ဒီတိတ်ဆိတ်ငြိမ်သက်မှုဟာညတကောင်ရံမှာပြိုကွဲသွားတဲ့အိပ်ပျော်နေတဲ့ဆန်ဟာနှိုးဆက်တန်ကြောင့်လန့်လို့သွားတယ်သူထားပြီးတကားကိုတုံးဖွင့်လိုက်တော့နှိုးဆက်တန်ကကျဲရဲ့ဘေးအိမ်ကလာနေတာကိုတွေ့လိုက်ရတယ်တကားကိုအချင်းချင်းခောက်ပြီးမဲ့ဘာမှမထူးတဲ့အတွက်ဆန်ကတူတစ်ချောင်းကိုဆွဲယူပြီးရင်းပေါက်ကိုဖောက်ဝင်သွားတယ်အိမ်ကမှောင်မိုက်နေတဲ့ကျဲရဲ့နာမည်ကိုအော်ခေါ်နေပြီးမဲ့ဘာတမ်းမှမကြားရသေးဘူးနှိုးဆက်တန်ကြတော့အိတ်ခမ်းထဲကိုပြေးဝင်သွားတယ်သူရှိကမြင်ကွင်းကသူ့ကိုကြောင်ရွံ့ထိတ်လန့်စေတယ်မျက်နှာချက်ကနေချိတ်ဆွဲထားတဲ့ကြောက်စရာကောင်းတဲ့ဘလူးကြီးကကျဲရဲ့ပါစက်ထဲကိုကရိယာတစ်ခုထိုးထည့်နေတယ်ဆန်ကကိုကာကွယ်တဲ့အနေနဲ့တူတူကိုဝေးရန်လိုက်တယ်ဒဏ်ရာရနေတဲ့ဘလူးကြီးကအော်ဟစ်လိုက်ပြီးတော့မျက်နှာချက်တစ်ချောင်းမြန်မြန်ပြေးထွက်သွားတယ်